ဂျပန်နိုင်ငံကမ္ဘာပေါ်မှာရထားစနစ်အကောင်းဆုံးနဲ့အတိအကျဆုံးနိုင်ငံတစ်ခုပါ။ဒါပေမဲ့ဒီတိကျမှုရဲ့နောက်ွယ်မှာအေးဆက်လွန်းတဲ့အမောင်ချမ်းတစ်ခုရှိနေပါတယ်။2019ခုနှစ်ဒီဇင်ဘာလရဲ့တရက်မှာအသက်62နှစ်အရွယ်အဖိုးတဦးဟာအိုက်ချီခရိုင်ကသူ့အိမ်ကနေမတိပတာထွက်သွားခဲ့ပါတယ်။သူဟာအဲဇိုင်းမှာမှညံချွေးမှုဝေဒနာကိုပြင်းထန်စွာခံစားနေရသူပါ။သူလမ်းမပြီးရောက်သွားတာကတော့ JR Central ရထားလိုင်းရဲ့အိုပုပူတိုင်ယုံနာကိုရထားလမ်းပေါ်ကိုမှအဲ့အချိန်မှာအမြင်ရထားတစ်စီးကသူ့ကိုတိုက်မိသွားပြီးအဖိုးဟာနေရာမှာတင်ပွဲချင်းပြီးတည်ဆုံသွားခဲ့ပါတယ်။မိသားစုကနာရီအတွက်ပြင်ဆင်နေတော့မှပဲမထင်မှတ်ထားတဲ့အရာတစ်ခုကရောက်လာပါတယ်။အဲ့ဒါကတော့ယထာကုမ္ပဏီက JR Central ကပေးပို့လိုက်တဲ့တရားစွဲဆိုမှုလောက်ပါ။ကုမ္ပဏီကအဖိုးရဲ့ဇနီး85နှစ်နဲ့တားဖြစ်သူကိုယန် 7.2 million ဒေါ်လာ6000ကျော်ရော်ကြေးပေးဖို့တောင်းဆိုခဲ့ပါတယ်။သူတို့ရဲ့အကြောင်းပြချက်ကအဖိုးဟိုဟာယထာလမ်းပေါ်တက်လာတဲ့အတွက်ယထာတွေအစီးရေ30ကျော်နောက်ကျသွားခဲ့ရပါတယ်။ခီးတဲ့ပေါ်2000ကျော်ထိခိုက်နစ်နာခဲ့ရတယ်။ဒါကြောင့်မိသားစုမှာတာဝန်ရှိတယ်ဆိုတာပါပဲ။ဂျပန်မှာမိသားစုဝင်တဦးရဲ့အမားကိုကြံတဲ့မိသားစုကတာဝန်ယူရမယ်ဆိုတဲ့အယူအဆကိုကုမ္ပဏီကလက်နက်တစ်ဖွဲ့အသုံးချလိုက်တာပါ။ဒီအမှုကိုဂျပန်နိုင်ငံလုံးကိုလှုပ်ခတ်သွားစေခဲ့ပါတယ်။အောက်ခြေတရားရုံးကအစာပိုင်းမှာကုမ္ပဏီဘက်ကအနိုင်ပြီးခဲ့ပြီးမိသားစုကိုရော်ကြီးပေးဖို့အမိန့်ချခဲ့ပါတယ်။ဒါပေမဲ့မိသားစုကအရှုံးမပေးဘဲအဆင့်ဆင့်အယူခံဝင်ခဲ့ပါတယ်။သူတို့ရဲ့ခံယူချက်ကမှတ်ဉဏ်ချိုယွင်းနေတဲ့အဖိုးကို24နာရီပဲလုံးမျက်တောင်မခတ်စောင့်ကြည့်ဖို့ဆိုတာမဖြစ်နိုင်ဘူး။ဒါဟာမတော်ဆမှုသာဖြစ်တယ်လို့ဆိုတယ်။ဒီမှုဟာ2016ခုနှစ်အထိ9နှစ်တိုင်ကြာမြင့်ခဲ့ပါတယ်။နောက်ဆုံးမှာတော့ဂျပန်တရားလွှတ်တော်စူပါမီကောင်ကနေပြီးတော့မိသားစုမှာတာဝန်မရှိဘူးလို့အမိန့်ချပြီးအမှုကိုပယ်ချပေးခဲ့ပါတယ်။ဒါဟာဂျပန်နိုင်ငံတမိုင်းမှာမှတ်တမ်းတစ်ခုဖြစ်သွားခဲ့ပါတယ်။ဒါပေမဲ့မေးစရာရှိတာယထာကုမ္ပဏီတွေကဘာလို့ဒီလောက်ရက်ဆက်နေရတာလဲ။ဂျပန်မှာတစ်နှစ်ကိုလူပေါင်း2000ကျော်ကိုတက်တည်ကြပြီးယထာရှိခုံချတာကအများဆုံးနည်းလမ်းတစ်ခုပါ။ယထာကုမ္ပဏီတွေရဲ့အယူဆကရော်ချင်းငွေအမြောက်များတောင်းမယ်ဆိုတဲ့သတင်းစကားကိုလူတွေစီပေးခြင်းအပြင်ယထာလမ်းပေါ်တည်ကြောင်းကြံစည်မှုကိုဟန်တားကျင်တာပါ။ဒါပြင်ဂျပန်ယဉ်ကျေးမှုမဲယူဝခုအများသူကိုဒုက္ခပေးခြင်းကိုအဆိုးရွားဆုံးအပြစ်ခံယူဆထားကြပါတယ်။တက်တည်သွားရင်တော့တစ်ဖက်ကုမ္ပဏီနဲ့ခီးတွေကိုဒုက္ခပေးခဲ့ရင်ဒီမိဆုံးဒီမိသားစုကအဲ့ဒီအမဲဆက်ကိုဆက်ခံရမယ်ဆိုတဲ့ဖိအားပေးမှုဖြစ်ပါတယ်။ခုနောက်ပိုင်းမှာတော့ကုမ္ပဏီတချို့ကဒီမူရကိုရှော့ချလာပြီးမြဲတေချာပေါက်ကိုတက်တည်လာလို့တက်တည်ပြနိုင်ခဲ့ရင်မိသားစုဟာအခုထိရော်ကြေးတောင်းခံနေရစေဖြစ်ပါလေ။ဒီဖြစ်ရဟာကျွန်တော်တို့ကိုမီးကုန်းတစ်ခုထုတ်နေပါတယ်။စနစ်တစ်ခုရဲ့တိကျမှုနဲ့ကုမ္ပဏီတစ်ခုရဲ့အကျိုးမြတ်ကလူသားတစ်ယောက်ရဲ့အသက်နဲ့ပူဆွေးမှုကိုပိုအရေးကြီးနေသလား။